ကိုကခိုင်းကိုဖူကုရှိရှိအတွက်ဇာတွေတော့လေးလာနေတယ်ဒါပေမဲ့မိခွန်းဟောင်းတွေကိုဘယ်ကနေသွားပြီးတော့မှလေ့ကျင့်ရမှန်းလည်းမသိဘူးပြီးရင်မိခွန်းဟောင်းစာအုပ်တွေကိုလည်းပတ်စံအကုန်ခံပြီးတော့လည်းမဝယ်ချင်ဘူးအဲ့လိုမျိုးခက်ခဲနေတဲ့မိနာဆန်လေးတို့အတွက်မိခွန်းဟောင်းကိုဖူလီကနာပါတဲ့အပြင်ပတ်စံမှာမကုန်တဲ့နီလန်လေးကိုမျှဝေပေးချင်ပါတယ်ဟုတ်ပြီအဲ့လိုမျိုးမိခွန်းဟောင်းနေဖြေဖို့ဆိုလို့ချင်းပထမအဦးဆုံးအနေနဲ့အမတို့လေးစဖာရီကိုသွားမယ်နော်ကိုကယ်ကိုထိုက်ရိုက်တန်းသွားလို့လည်းရတယ်အမစီမှာကြတော့စဖာရီကိုဒီကရင်ပေါ်လို့ပေါ့နော်အဲ့ဒီကနေပြီးတော့မှကိုကယ်ပေါ့နော်ကိုကယ်ကိုနှိပ်လိုက်မယ်ကိုကယ်ကိုနှိပ်ပြီးတော့ချင်းအိမ်မှာ search box မှာရှာမယ်ပေါ့နော်ခိုင်ကောဖူကုရှိရှိခခုံမွန်ဆိုပြီးတော့မှရှာလိုက်မယ်မကတော့ဒါရှာပြီးသားဖြစ်နေလို့ပေါ့နော်ဒီမှာနှစ်ခုရှိပါတယ်ခခုံမွန် .com ဆိုတဲ့နေရာမှာလည်းဝင်ဖြည့်လို့ရတယ်ဒါပေမဲ့ဒါကကြတော့ဖူဒီကနာတော့မပါဘူးဒါပေမဲ့သူကဖြည့်ချင်းချက်တွေကိုတော့ဖြည့်ပြပေးတယ်ပေါ်တော့ဟာလေးကိုနှိပ်လိုက်မယ်နော်ပုံမှာဆိုလို့ချင်းမတို့လေခိုင်ဖူကုရှိစန်တာနေပြီးတော့မှလုတ်တဲ့မေးခွန်းဟောင်းနေပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုလို့ချင်းမတို့လေမနစ်ကလောက်ခဲ့တဲ့မေကွန်ပေါ့နော်38ကြိမ်မြောက်မေကွန်လေးထွက်လာတယ်အဲ့မေကွန်လေးကိုဟုတ်ပြီမတို့ဒီတိုင်းပဲဝင်နှိပ်လိုက်တယ်ပေါ့နော်ကိုကအခုခိုင်းကောဖို့ရှိတက်နေမယ်လို့ထင်တယ်တက်နေတယ်ဆိုလို့ချင်းလဲဒါတင်တန်းနေရတော့အကုန်လုံးတော့မပြီးသေးဘူးပေါ့နော်ကိုကကြတော့ခိုင်းကောဖို့ခိုင်ကောနခီဟွန်းဆိုတဲ့အပိုင်းလေးပြီးသွားပြီအဲ့ဆိုလို့ချင်းခိုင်ကောနခီဟွန်းဆိုတဲ့အပိုင်းလေးဝင်ဖြည့်မယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ချင်းခိုင်ကောနခီဟွန်းဆိုတဲ့အပိုင်းလေးကိုဝင်ပြီးတော့မှဆက်လက်နှိပ်ဒါပေမဲ့ဒီမှာဘာဖြစ်လဲဆိုတော့ခါကြတော့မောင်လေးဖူလီကနာမပါသေးဘူးနော်အဲ့မှာဖူလီကနာပါဖို့ဆိုလို့ချင်းမောင်တွေဒီပထမဦးဆုံး page ကိုသွားရပါတယ်ပထမဦးဆုံး page အဲ့ page မှာမောင်လေးအောက်လေးကိုဘိန်းလေးနည်းနည်းလှိမ့်ပြီးတော့မှဆွဲမယ်ဘိန်းလေးနဲ့နဲ့ဆွဲပြီးဆိုလို့ချင်းအဲ့မှာမောင်လေးဖူလီကနာစကေးရှိခံမွန်တိုင်းဖူလီကနာပါတယ်မေကွန်းဆိုပြီးတော့မှဒီဟာလေးကိုနှိပ်ရင်ဖူလီကနာတွေထွက်လာမယ်ပြီးလို့ချင်းကောကခုဟပ်ပြောဆိုတာကျတော့ဒါမနစ်ကအောင်စီရင်ထွက်တဲ့သူတွေပေါ့နော်ခုနံပါတ်တွေနဲ့လိုက်ပြီးတော့မှဒီလိုမျိုးလေးကြည်ရတာနော်ပြီးရင်ကောကခုခီကျွန်းဒါကကြအဖြေပေါ့နော်မင်းနဲ့ဆန်တို့ဒါမိကုန်းဟောင်းနေဝင်ဖြေတဲ့အဖြေပေးဟာလေးသိကျင်တယ်ဆိုလို့ချင်းဒီလိုပုံစံလေးနဲ့မှတ်ထားရမှာပေါ့နော်အဲ့မှာမရလေဖူဒီကနာစကေးရှိခံမွန်တိုင်းဆိုတဲ့စီကိုသွားမယ်နော်နှိပ်လိုက်မယ်နော်အဲ့မှာဆိုလို့ချင်းကိုကပြီးတယ်ပေါ့နော်ကိုကနေကန်တော့စွန်ကန်တော့ဂျီဒီဆိုပြီးရဆိုလို့ချင်းလဲနေကန်တော့စွန်ကန်တော့ဂျီဒီဆိုကိုတစ်ချက်နှိပ်ပြီးတော့မှကိုကဝင်ဖြည့်ပေါ့နော်ဒီမှာဆိုလို့ချင်းမရလေဒီဖူလီကနာတွေလည်းပါတယ်ဒါတွေဆိုလို့ချင်းပို့ပြီးတော့မှလည်းအဆင်ပြေတယ်เนาะပြီးရင်မေကွန်ဟောက်စာအုပ်တွေလည်းဝယ်စရာမလိုအဲ့လိုပုံစံလေးနဲ့တွားပြီးတော့မှဖြည့်ကြည့်ရမှာပေါ့နော်ပြီးတော့ချင်းဒါ38ကြိမ်မြောက်တရောအများကြီးရှိရเนาะ36ကြိမ်တို့ပြီးလို့ချင်းတခြားဟာတွေကြည့်ကျင်နေဆိုလို့ချင်းလည်းဆက်ပြီးတော့မှဒီ Google ကနေပြီးတော့မှရှာလိုက်ရုံပဲเนาะပြီးလို့ချင်းအမှနောက်တစ်ခုပြပြချင်တာကကြတော့ခခုမွန်.com ပေါ့နော်သူကကြတော့ဘယ်လိုမျိုးလဲဆိုလို့ချင်းသူ့ကိုဝင်နှိပ်လိုက်ဝင်နှိပ်ပြီးတော့မှသူကမေခွန်းတစ်ခုနဲ့တစ်ခုကိုသူဖြည့်ရှင်းချက်လေးတွေလုပ်ပေးတယ်ပထမဦးဆုံးအနေနဲ့ဘာလို့နှိပ်ရမလဲဆိုလို့ချင်းအတလာစီကိုရှုစတိုင်းဆိုလို့ပေါ့နော်အဲ့မှာဆိုလို့ချင်းပထမမေခွန်းအရင်ဆုံးထုတ်မယ်ပေါ့နော်အဲ့လေးကိုတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်ပြီးလို့ချင်းကိုကဘယ်နန်းတို့ကိုဖြည့်ချင်တာလဲဒီမှာဆိုလို့ချင်းအများကြီးပဲနော်ကိုကဒိုင်ဆန်ကျူဟာချီကိုင်ကိုဖြည့်ချင်တာလား36ကြိမ်မြောက်ကိုဖြည့်ချင်တာလား35ကြိမ်မြောက်ကိုဖြည့်ချင်တာလားအဲ့လိုမျိုးကိုဖြည့်ချင်တဲ့ဟာလေးကိုဆက်လက်မှတ်လိုက်မယ်36ကြိမ်နော်36ကြိမ်ကိုဆက်လက်မှတ်လိုက်မယ်ပြီးရင်သူ့အောင်မှာပေါ့နော်36ကြိမ်မှာသူကကြတော့ဆက်လက်တွေဝင်သွားတယ်မတို့တွေတခြား35တွေ34တွေဆက်လက်မမှတ်ထားတာဖြစ်တဲ့ကြောင့်မလို့မှန်ချစ်ကမဝင်နေဘူးနော်အဲ့မှာဆိုလို့ချင်းဒီမှာ36ကြိမ်မှာဆက်လက်ကုန်မှတ်လိုက်ဒါပေမဲ့ဒါကကြတော့သင်ခန်းစာအကုန်လုံးပြီးသွားရင်တော့မတို့တွေအကုန်လုံးဖြည့်ကြည့်လို့လည်းကိစ္စမရှိဘူးเนาะဒါပေမဲ့မတို့တွေဒီခုကကြတော့အပိုင်းလိုက်လေးပဲဖြည့်ကြည့်ခြင်းနဲ့ကိုကကြတော့ခိုခိုလို့တော့ခလာရနော်ရှိကုမိပဲဖြည့်ကြည့်မယ်အဲ့ဆိုလို့ချင်းတခြားဟာလေးတွေကိုဆက်လက်ပြန်ဖြုတ်မယ်နော်ဆက်လက်လေးတွေပြန်ဖြုတ်မယ်အဲ့မှာဆိုလို့ချင်းဒီမှာခိုခိုလို့ဒုက္ခလာတော့ရှိခုမိပေါ့နော်အဲ့ဆိုလို့ချင်းသူ့ကိုအောက်ထိသွားမယ်အောက်ထိသွားပြီးတော့မှအတရာစီကိုရှုစတိုင်းဆိုလို့ပေါ့နော်အဲ့အလေးကိုနှိပ်ပြီးတော့မှမောက်ရဲမေကွန်းဖြည့်မယ်ဒီမှာဆိုလို့ချင်းဘာကောင်းလဲဆိုလို့ချင်းစကိနောစီဒီမဇလောရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှဖြည့်ခိုင်းတယ်ပေါ့နော်ဒါကြောင့်သူကလည်းဖူလီကနာတော့မပါဘူးနော်ဖူလီကနာတော့မပါဘူးဆိုပေမဲ့အဲ့မှာမဇလောရဲ့ယောက်ျူးတွေနဲ့ပတ်သက်ပြီးတော့မှစေချောယောက်ျူးပေါ့နော်စေချောယောက်ျူးနဲ့ပတ်သက်ပြီးတော့မှကွန်မန်နဲ့တခုကိုရွေးချယ်ပါဒီမှာဆိုလို့ချင်းမင်းတို့နံပါတ်1ကိုပယ်ခြင်းနဲ့ဆိုရင်သူ့ရဲ့ပေနာလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဆိုလို့ချင်းပယ်သွားပြီပေနံပါတ်2ကိုပယ်ခြင်းနဲ့ဆိုရင်တစ်ချက်နှိပ်လိုက်ပယ်သွားပြီအဲ့လိုမျိုးလေးတွေပယ်လို့ရတယ်ပေါ့နော်ကိုကသာကိုပယ်ပြီးတော့မှနောက်ဆုံးကြမှာကိုကထားပါတော့နံပါတ်4ကိုရွေးခြင်းနဲ့မဟုတ်ဘူးအဖြေကတော့နံပါတ်1ကိုရွေးခြင်းနဲ့နံပါတ်1ကိုရွေးခြင်းနဲ့ဆိုလို့ချင်းဒီမှာနံပါတ်1ကိုနှိပ်လိုက်အဲ့မှာခိုင်တိုဆူလို့ဆိုတာလေးနှိပ်လိုက်အဲ့မှာမှားရဆိုလို့ချင်း तू ကဇန်နန်ပေါ့နော်မှားသွားပြီဘာလို့မှားလဲဆိုတဲ့အကြောင်းကို तू ရှင်းပြအဲ့မှာဖြည့်မှန်9တဲ့3ဖြစ်ပါတယ်ပေါ့နော်ငါဖြည့်တာက1
အဲ့ပဲလို့ကြောင့်မလို့သူကဘာလို့မှားလဲဆိုတော့သူကဖြည့်ရှင်းချက်တွေကိုပြောတယ်အဲ့မှာစန်တာခုရှိအေးကြီးอ่ะဆိုရင်ရှောနင်းယောက်ျူဆိုတာကကြတော့တဲ့ရှောနင်းယောက်ျူကကြတော့ယွန်းတန်းကင်ပေါ့နော်ယွန်းတန်းကင်မှာရှိပြီးတော့မှခေစုဘိုးယောက်ျူနဲ့သူကတူတာမဟုတ်တယ်ဒီမေးတာကကြတော့စိတ်ချော့ယောက်ျူမေးတာနော်အဲ့ဒါဖြစ်တဲ့ကြောင့်မို့ဖြေမှန်ကနံပါတ်3ပေါ့နော်နံပါတ်3ကကြတော့ជីကိုជីစကန်ယောက်ျူជីကိုជីစကန်ဆိုတာကကြတော့စိတ်ချော့ယောက်ျူကိုပြောချင်တာပါဆိုတဲ့အတွက်ကြောင့်မို့ဖြေမှန်ကနံပါတ်3ဆိုတဲ့ဟာကို तू ကဖြည့်ရှင်းချက်လေးတွေကိုတခါတည်းရှင်းပြလို့ तू ကပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုတာတဲ့ဖူလီကနာတွေမလို့ဘူးဒီလိုမျိုးပဲဖြည့်မယ်ဆိုတဲ့သူတွေအတွက်တော့ကောင်းတယ်အဲ့လိုမျိုးဆိုလို့ရှိရင်နောက်တစ်ခုကိုဖြည့်ချင်တယ်ဆိုရင်စူကီနိုမွန်တိုင်းမှာရှိတာရဲဆိုရင်အောက်ဆုံးတီကိုသွားအောက်ဆုံးတီကိုသွားပြီးတော့မှစူကီနိုမွန်တိုင်းဆိုပြီးတော့မှနှိပ်ပြီးလို့ရှိရင်ခုနလိုမျိုးပဲမှာလေဖြည့်ပြီးတော့မှဖြည့်သွားမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဘေးနားလေးမှာဆိုရင်မတို့တွေဖြည့်မှန်လေးကိုသွားပြရပေါ့နော်စိတ်တို့ဒီစကား0%ခုနကတော့အမှားဖြည့်လိုက်တယ်မှားရတယ်ပေါ့နော်အဲ့ဒါကြောင့်လို့0%ကောကခုတည်းကသူ60%ဆိုရင်အောင်နေပေါ့နော်အဲ့လိုပုံစံမျိုးကြံနေတာဘယ်နှပုတ်လဲပေါ့17ပုတ်ကြံနေသေးတယ်မတို့တွေဒီကိုလိုတို့ခလာနော်စီကူမီက12ပုတ်မေးတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်လို့ကိုကတပုတ်ပဲဖြည့်ရသေးတယ်အဲ့လိုပုံစံလေးနဲ့ဖြည့်သွားလို့ရပါတယ်ဒီလောက်ဆိုရင်တော့အားလုံးပဲဆင်ပြေမယ်လို့ထင်ပါတယ်ကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်